ကဘာကြီးပေါ်မှာလိန်ဆက်ဆန်ဘူးရဲ့80%လောက်ကသူကတစ်ချိန်မဟုတ်တစ်ချိန်ဒီ virus ကူးတဲ့ဟာမျိုးပဲပြောရရင် Myanmar Women's Healthcare Media Myanmar Women's Healthcare Media ဒီနေ့ငါနဲ့ကိုမေးချင်တာကအငြိသမီးတိုင်းကြားဖို့ပြီးတော့ကြောက်နေကြတဲ့တိမ်ကောင်းကိစ္စအကြောင်းလေဒီယောဂကမြန်မာနိုင်ငံမှာလည်းအဖြစ်များဆုံးဆိုတော့ဟုတ်တယ်တဲ့ဖြစ်များဆုံးထဲမှာပါတယ်ဒါမဲ့ကောင်းတဲ့ချက်ကငါတို့ကာကွယ်လို့ရတယ်ဆိုတော့လေ အဲ့ဒါကြောင့်လေငါပြောချင်တာက HPV ကာကွယ်ဆေးအကြောင်းပဲဒါမှဒီတွေကHPV ဆိုတာကြီးနည်းနည်းကြောက်နေကြတယ်HPV ဆိုတာနဲ့ဒါကရနေတစ်ဆင့်ကူးတဲ့ယောဂဆိုတော့ငါနဲ့မဆိုင်ဘူးဆိုပြီးတော့ပဲထင်နေကြတာပေါ့ဟုတ်တယ်အဲ့ဒါလည်းလူတွေမှတ်ထားမှနေရဟာမျိုးပေါ့နော် HPV ကတော့ဖြစ်များတဲ့ဟာမျိုးပါကဘာကြီးပေါ်မှာလိန်ဆက်ဆန်ဘူးရဲ့80%လောက်ကသူကတစ်ချိန်မဟုတ်တစ်ချိန်ဒီ virus ကူးတဲ့ဟာမျိုးပဲပြောရရင်virus ကိုမှကွာတမန်အေးမိဖျားနာလိုမျိုးပဲလူတိုင်းနှိပါဖြစ်ဖူးတဲ့ဟာမျိုးကွာပြောရင်ချက်စရာလည်းမဟုတ်ဘူးပြီးတော့တချို့လူတွေကသူ့ဘာသူပြန်ကောင်းသွားတဲ့ဟာမျိုးပြီးတော့လိန်ဆက်ဆန်မှလည်းကူးတာမဟုတ်ဘူးကွာဒါမဲ့လိန်ဆက်ဆန်တာကတော့အဓိကကူးဆက်တဲ့လမ်းကြောင်းတစ်ခုပဲပေါ့နော်အဲ့တော့ပြောရရင်ဒီ HPV virus ကလူတိုင်းနဲ့ဆိုင်တယ်လို့ပြောရမှာဒါဆိုရင် HPV ကူးထားရင်အကုန်လုံးကHPV ကူးတဲ့လူကကင်ဆာဖြစ်မှာလားလို့အဲ့တော့လူတွေကလည်းကြောက်နေကြတယ်လေမဖြစ်ဘူးကူးတိုင်းမဖြစ်ဘူးသူက HPV မျိုးစားက100ကျော်လောက်ရှိတယ်အဲ့ထဲမှာဒီ14မျိုးလောက်ကပဲကင်ဆာကိုဖြစ်နိုင်တာပေါ့နော်ဒီလူတော်တော်များများကြတော့သူတို့ရဲ့ကိုယ်ခံအားစနစ်ကဒီ virus ကိုဒီ2နှစ်အတွင်းလောက်ကိုသူ့ဘာသူပြန်ပြီးတော့ချိတ်ဖြတ်လိုက်တဲ့ဟာမျိုးအမေတချို့ကြတော့ဒီ virus ကသူ့ခန္ဓာကိုယ်ထဲမှာအောင်းနေပြီးတော့သူကအဲ့လိုကြာတဲ့အခါမှာကင်ဆာအဖြစ်ကိုပြောင်းလဲသွားစေတဲ့ဟာမျိုးပေါ့နော်အဲအကြောင်းမလို့ကာဝယ်ဆေးကအရေးကြီးတာอืมအဲ့ဒါဆိုလို့ရှိရင်လေကာကွယ်ဆေးရလေနေရည်ထိုးတယ်မှာလားငါအခု30ကျော်နေပြီဆိုတော့လေထိုးလို့ရပြီလားကာကွယ်ဆေးကတော့သူအကောင်းဆုံးကတော့ဒီပေါ့ဒီလိန်ဆက်ဆန်နဲ့ဒီ set မလုပ်ခင်ပေါ့နော်အဲ့ဒီအချိန်မှာထိုးထားတဲ့ဥစ္စာအကောင်းဆုံးပဲအဲ့တော့9နှစ်ကနေ13နှစ်ကြာဆိုလို့ရှိရင်တော့ဒါအကောင်းဆုံးပဲပေါ့နော်ဒါစောစောထိုးတော့ဒီခန္ဓာကိုယ်မှာလည်းတိုက်တဲ့ကောင်တွေများလာပြီဆိုတော့ပေါ့နော်အဲ့ဒါတော့အကောင်းဆုံးပဲဒါပေမဲ့ तू က45နှစ်ထိတော့ကောင်းကောင်းထိုးလို့ရတယ်ဆိုတာနောက်ကျတယ်ဆိုပြီးတော့မရှိဘူးอืมဟုတ်လားအဲ့ဒါဆိုငါလည်းထိုးလို့ရပြီလားပေါ့နော်ပုံပြရအောင်အဲ့ဒါမျိုးနောက်တစ်ခုကလေဒီကာကွယ်ဆေးထိုးရင်ရောကိစ္စလက်ချနေလို့ရပြီလားဒါမှလည်းပြန်နေတော့လားအဲကာကွယ်ဆေးရကာပဲကာကွယ်ရပါဘောနော်။ तू ကဒီကင်ဆာဖြစ်စေတဲ့ဟာကိုပဲကာကွယ်ရ။ဒါမဲ့100%မဟုတ်။ဘာလို့လဲဆိုတော့တစ်ခါကြရင်လည်းငါတို့ကာကွယ်ဆေးရငါတို့ကထိုးရဆိုမှအဲကာကွယ်ဆေးကိုဖြတ်တဲ့ကိုရှိန်တို့ဘာလို့မှလည်းသူကကာကွယ်ဆေးထိုးတာတော့ထိုးလိုက်တာပဲဒါပေမဲ့အာနိသင်မရှိတဲ့ကာကွယ်ဆေးလည်းဖြစ်ကောင်းဖြစ်သွားနိုင်တယ်ကိုထိုးထားတဲ့ဟာမျိုးရလေအဲ့တော့စိတ်ချလက်ချနေလို့ရပြီလားဆိုတော့ကိုကဆေးထိုးပြီးသားဆိုလို့ရှိရင်လည်းကွာတိမ်ကောင်းစစ်ဆေးတဲ့ဟာမျိုးပေါ့နော်အဲ့ဒီဟာကိုပုံမှန်လုပ်ဖို့လိုအပ်တယ်ဒါကလည်းကို့မှာတဏှာဖြစ်စရာရှိလို့ရှိရင်ပေါ့နော်ဒီအဲ့တော့ကိုဆေးထိုးထားရင်တော့မှအဲ့လိုဆရာဝန်ကပတ်စမီယာလုပ်ဖို့လိုရဲဆိုလို့ရှိရင်လည်းဒါလုပ်ရမှာပေါ့နော်အဲ့ဆေးထိုးထားလို့ငါဒါတော့စစ်စရာမလိုဘူးငါဒါကြီးကတော့ငါအနေနဲ့ဖြစ်စရာမလိုဘူးဆိုတဲ့ဟာမျိုးတော့အဲ့လိုတော့မရဘူးပေါ့နော်ဟောအဲ့ဒါဆိုကာကွယ်ဆေးထိုးတာနဲ့ပုံမှန်ဆေးဖြစ်တာနှစ်ခုလုံးလောက်ရမှာပေါ့နော်ဟုတ်တယ်သူကကာကွယ်ဆေးကပြောရရင်ဆေးဘူးလိုပဲပေါ့ပတ်စမီယာကကြတော့ဒီတိမ်ကောင်းကိုစစ်ဆေးတဲ့ဟာကြတော့ဒီမီးကုန်းငွေကိုထောက်လန်းတဲ့ဟာမျိုးပေါ့မီးလောင်မှမဟုတ်ဘဲနဲ့ကွာလို့ဒီပတ်စမီယာစစ်လိုက်ဆိုတော့မီးကုန်းငွေအစ်စ်ပါတယ်မယ်ဖမ်းမိအောင်လုပ်လို့ရပါအဲ့တော့နှစ်ခုစလုံးတော့လိုအပ်တယ်အော်อืมအဲ့ဆိုလို့ရှိရင်ဒီနေ့တွေ့ရလူတွေသိချင်တဲ့ message ကအတူတုံးကတော့ပထမတစ်ခုကတော့ HPV ကဖြစ်စရာမဟုတ်ဘူးလူတိုင်းဖြစ်နိုင်တယ်ဒုတိယတစ်ချက်က HPV ကာကွယ်ဆေးကတိမ်ကောင်းကင်ဆာကိုထိရောက်စွာကာကွယ်ပေးနိုင်တယ်တတိယချက်ကတော့အသက်9နှစ်ကနေ45နှစ်ထိထွေးလို့ရတယ်နောက်ဆုံးချက်စစ်ထိုးထိုင်းရင်လည်းလိုအပ်တဲ့အချိန်မှာတိမ်ကောင်းစစ်ပေးဖို့ကိုလည်းမမေ့ဖို့လိုအပ်ပါသေးတယ်ကောင်းပါပြီအဲ့ဒါဆိုလို့ရှိရင်အားလုံးပဲကိုကြမ်းမာရေးပေးဆိုင်ကြပါဒီနေ့အတွက်ဒေါက်တာ Alice ကိုအရင်ကျေးဇူးတင်ပါတယ်နော်thank you ကျေးဇူးပါမိပေးရတဲ့အတွက်လည်း